N2 grammar လေးတွေကိုစပြီးတော့လေ့လာမယ်ဒီမှာ N2 grammar number 1ပေါ့နော်အဲ့ဒီမှာဂယ်ဆိုတဲ့ grammar လေးကိုစတင်ပြီးတော့လေ့လာမယ်ဒီစာအုပ်လေးကကြတော့ဆရာတန့်စင်အောင်ပေါ့နော်Kaori Japanese Language Center ကထုတ်ထားတဲ့စာအုပ်လေးဒီစာအုပ်လေးကိုညှိနှိုင်းပြီးတော့ N2 grammar လေးကိုလေ့လာမယ်အဲ့ဒါဆိုရင်နံပါတ်1 grammar ဖြစ်တဲ့ဂယ်ဆိုတာကကြတော့ပုံပေါ်တယ်ဂဲဆိုတာမြန်မာလူမျိုးမှတ်မယ်ဆိုလို့ရှိရင်ပုံပေါ်တယ်လို့ပြောတယ်ပေါ့နော်သူကဘာနဲ့တူတယ်လဲဆိုတော့သူကဒီမှာစိုးဆိုတဲ့ဟာလေးနဲ့တူတယ်ပေါ့နော်စိုးဆိုတဲ့ဟာလေးနဲ့တူတယ်သူကဂဲနဲ့စိုးနဲ့ကိုဘယ်လိုမျိုးခွဲထားမလဲဆိုလို့ရှိရင်ဂဲနဲ့စိုးနဲ့ကအဓိပ္ပာယ်ကတူညီပေမဲ့လည်းဂဲရပဲเนาะဂဲဆိုတဲ့ grammar ကပဲလူတစ်ယောက်ရဲ့စိတ်ခံစားချက်အသွင်သဏ္ဍာန်ကိုဖော်ပြတဲ့နေရာမှာသုံးတယ်เนาะအဲ့ဒါကြောင့်မို့လို့တဲ့သူကဂဲဆိုတာလူတယောက်ရဲ့စိတ်ခံစားချက်နဲ့အသွင်သဏ္ဍာန်ကိုဖော်ပြတဲ့နေရာမှာသုံးပြီးတော့စိုးကကြတော့ပို့ပြီးတော့ကျေပြန့်တဲ့နေရာမှာသုံးတယ်စိုးနဲ့ဂဲနဲ့ဆိုလို့ရှိရင်စိုးရဲ့အသုံးကပို့ပြီးတော့ကျေပြန့်တယ်ဂဲကကြတော့လူတယောက်ရဲ့စိတ်ခံစားချက်နဲ့အသွင်သဏ္ဍာန်နဲ့ကိုဖော်ပြတဲ့နေရာမှာပဲအသုံးပြုတယ်သူကကြတော့ဒီအရေးစကလုံးရေးတဲ့ဘက်မှာပို့ပြီးတော့သုံးတယ်ပေါ့ခါခိခိုတိုဘာဘက်မှာပို့သုံးပြီးတော့တချို့စကလုံးလေးတွေကပဲစကားပြောတွေမှာသုံးတာများတယ်ပေါ့နော်ဒီမှာဆိုရင်ကြောင့်လူမဟုတ်တဲ့ဒီလိုမျိုးပေါ့အောက်ပါအခြေအနေမျိုးတွေမှာတော့ဂဲကိုသုံးလို့မရဘူးဘလို့အခြေအနေမျိုးတွေလဲဆိုတော့အိုယရှိဆိုနာလျော်ရီအရသာရှိပုံပေါ်တဲ့ဟင်းလျာအဲ့ဒီရဲ့နေရာမှာအိုယရှိဂဲနာလျော်ရီဆိုပြီးတော့သွားသုံးလို့မရပါဘူးเนาะဒါကကြတော့သူကအပြင်ပန်းပုံသဏ္ဍာန်ကိုပြောတာပေါ့နော်ဒီဟင်းလျာရဲ့အပြင်ပန်းပုံသဏ္ဍာန်ကိုပြောတာဖြစ်တယ်ဂဲရကြတော့လူတစ်ယောက်ရဲ့စိတ်ခံစားချက်နဲ့အသွင်သဏ္ဍာန်တွေကိုပဲဖော်ပြတဲ့နေရာမှာအသုံးပြုတယ်ပေါ့နော်အဲ့ဒါအပြင်မှာအထက်လူကြီးရဲ့စီနီယာဆရာသမားတွေရဲ့အသွင်သဏ္ဍာန်ကိုဖော်ပြတဲ့နေရာမှာလည်းသုံးလို့မရဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးမှတ်မလဲဆိုတော့သူကဣခရောရှိတွေနဲ့ဂယ်နဲ့ကိုသွားပြီးတော့ဆက်တဲ့အခါမှာဣလေးကိုဖြုတ်ရမယ်ပေါ့နော်ဣကိုဖြုတ်ရမယ်နခရောရှိနဲ့ဆိုလို့ရှိရင်နကိုဖြုတ်ပေးရမယ်ပေါ့နော်ဂယ်နဲ့ပြီးလို့ရှိရင်နကိုဖြုတ်ပြီးတော့ဂယ်နဲ့ဆက်ရမယ်ပေါ့နော်တိုင်းဥပမာတာပဲတိုင်းလို့အီတိုင်းလို့အဲ့လိုနေရာမျိုးမှာဆိုလို့ရှိရင်ဣကိုဖြုတ်ရမယ်ပေါ့နော်အရှိကတပဲကြံမှာပေါ့နော်တနဲ့ဂယ်နဲ့ကိုသွားချိတ်ရမယ်ပေါ့နော်နောက်ထပ်တစ်ခုကကိုကဒီမှာအလို့ချက်ထားမယ်ဟာဒီမှာရှိတယ်ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့အာရိခဲဖြစ်သွားမယ်ရှိမဲ့ပုံရှိတယ်ဆိုလို့ရှိရင်အာရိခဲရှိမဲ့ပုံနောက်ထပ်မှတ်ထားမှာကရောစခဲ့ဒါဘယ်ရလာလဲဆိုတော့ e ဆိုတဲ့ဟာလာတာ e ရနေပြီးတော့ဘာဖြစ်သွားမလဲရောဤရနေပြီးတော့ဒီ level မြင့်လာတဲ့အခါမှာ e လို့တိတ်မသုံးတော့ဘူးပေါ့နော်ရောဤဆိုပြီးတော့အသုံးများတယ်ပေါ့နော်အဲ့လိုဆိုတော့ तू ကရောဤရနေပြီးတော့ရောဤပေါ့နော်ကောင်းသောကနေပြီးတော့ရောစခဲ့ကောင်းမဲ့ပုံပဲပေါ့နော်ပြီးလို့ရှိရင်9ရနေပြီးတော့9မရှိတာမရှိဘူးပေါ့နော်အဲ့ဒီကနေပြီးတော့နာစားခဲ့ဖြစ်သွားမယ်နော်ရောဤကနေပြီးတော့ရောစခဲ့9ရနေပြီးတော့နာစားခဲ့အဲ့ဒါဆိုလို့ရှိရင်ဒီမှာနမူနာဝါကျကိုသွားကြည့်မယ်နမူနာဝါကျကဘာလဲဆိုတော့ဒီမှာခတွေဝနာနိကာအီတိုင်းဂေဒတာနော်ခတွေဝနာနိကာအီတိုင်းဂေဒတာသူကတခုခုကိုပြောချင်တယ်အီတိုင်းဆိုတော့ဒီနေရာမှာတိုင်းမှာအီကိုဖြုတ်ပြီးတော့ဂဲနဲ့သွားဆက်ထားတယ်ပေါ့နော်သူကတခုခုကိုပြောချင်ခဲ့တဲ့ပုံပေါက်တယ်ပေါ့နော်ခတွေဝနာနိကာအီတိုင်းအီတာဂေဒတာပေါ့နော်ခတွေဝနာနိကာအီတာဂေဒတာအဲ့လိုပုံစံမျိုးပေါ့နော်နောက်ထပ်တစ်ခုကခတွေဝတခုဤဂေနခါဦးတဲ့မင်းနာနိအတရာရှိကင်မရာကိုမီစက်တာသူကတဲ့တခုဤဂေနခါဦးเนาะတခုဤဆိုတာကဘာလဲကောင်းတယ်အဲ့လိုမျိုးပေါ့နော်ဒီမှာဆိုရင်ကြတော့ဟိုပေါ့နော် तू ကဒီမှာဒီပေါ့ကင်မရာကို तू ကနေပြီးတော့ तू ဝယ်နိုင်တယ်ဆိုတော့သူကသူဂုံယူတဲ့ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဖြစ်သွားရင်ပေါ့နော်တခုဤနာပေါ့နော်အဲ့လိုဆိုတော့ तू ကကြာနခေရောရှိဆိုတော့နာကိုဖြုတ်ပြီးတော့ဂဲနဲ့လာချိတ်ဆက်မယ်ပေါ့နော်တခုဤနာခါအိုတဲ့ तू ကဂုံယူဝင်ကြွားစရာမျက်နှာထားမျိုးနဲ့မင်းနာနိအားလုံးကိုအတရာရှိကင်မရာအစ်စ်ကိုမီဆဲတာပြခဲ့ပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ပို့ပြီးတော့မှတ်မိပါအောင်နောက်ထပ်နမူနာဝါကျလေးတွေထပ်ပြီးတော့လေ့လာကြည့်မယ်ဒီမှာပေါ့နော်နံပါတ်1ကကြတော့ဗာလဲဂျီရှင်းနော်ကြတော့ဂျီရှင်းနိုင်ဆိုတာကကြောင့်ယုံကြည်မှုမရှိဘူးဒီမှာစကားပြောမှဖြစ်တဲ့အကြောင်းမို့လို့ဂျီရှင်းက9ဆိုတဲ့နေရာမှာ
ဂဆိုတဲ့ particle လေးကိုဖြောက်ပြီးတော့ပြောထားတယ် G ရှင်း9ဖြစ်သွားမယ်အဲ့ဒါဆိုရင် G ရှင်း9ဆိုလို့ရှိရင်အရှိမလေ့လာခဲ့တဲ့9ဆိုလို့ရှိရင်ကြတော့ဘာဖြစ်မလဲ9ဆိုလို့ရှိရင်နာစခဲ့ဖြစ်မယ်ပေါ့နော်9ဆိုရင်နာစခဲ့အဲ့ဒါဆိုရင် G ရှင်း9ဆိုတော့ဘာဖြစ်မလဲ G ရှင်းနာစခဲ့เนาะ G ရှင်းနာစခဲ့ဆိုတာယုံကြည်ချက်မရှိတဲ့သူကကြတော့ဒီမှာနာလေးနဲ့လာကတ်ထားတယ်သူကလည်းနောင်เนาะသူကလည်းနောင်ဒီအရှိမလည်းဒီပတ်တန်လေးကနောင်သဘောမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့သူတို့နှစ်ခုကြားထဲမှာနာလာကတ်ထားတယ်ပေါ့နော်သူတို့နှစ်ခုကြားထဲမှာနာကိုလာကတ်ထားတယ်ဆိုတော့ဂျီရှင်းနာစာကေနာခါအိုပေါ့နော်ဂျီရှင်းနာစာကေနာခါအိုဆိုတော့ယုံကြည်ချက်မရှိတဲ့မျက်နှာထားမျက်နှာနဲ့ယုံကြည်ချက်မရှိတဲ့မျက်နှာထားမျိုးနဲ့တဲ့ခိုတိုင်တာဖြေခဲ့တယ်ပေါ့နော်နာနီကအီတာကေနာခါအိုစတေအီဒူကဒိုစတာနော်နာနီကအီဒီမှာဆိုလို့ရှိရင်အီမတ်အီပြောတယ်ပေါ့နော်ဆိုတော့ဒီဟာမှာ e တိုင်းပေါ့နော် e တိုင်းဆိုတော့ဗာလဲတိုင်းဆိုတော့ဒီနေရာလေးမှာ e ကိုဖြုတ်ပြီးတော့တနဲ့ခဲနဲ့ကိုလာဆက်ထားတယ်။အဲကနေပြီးတော့ e ကိုဖြုတ်ပြီးတော့ e တခဲပေါ့နော်။မှာဆိုရင် e တခဲနာခါအိုပေါ့နော် e တခဲနာခါအို stay ဣတုကတခုခုကိုပြောချင်နေတဲ့နနထားမျိုးလုံနေလို့ပေါ့နော်ဒိုးစတာနော်တဲ့ဘလို့ဖြစ်တာပါလဲသူဘာကိုပေါ့နော်ပြောချင်တာလဲအဲ့လိုပုံစံမျိုးနဲ့ပေါ့နော်နာနီကာအေးတကေနာခါအိုစတေအီဒူကာဒိုးစတာနော်ဘလို့ဖြစ်တာလဲပေါ့နောက်တစ်ခုကခိုရေနာဒတိုခွီမွန်တိုင်းနာဆာခဲ့တာ ਨੇ ခိုရေနာဒအဲ့ဒါဆိုလို့ရှိရင်เนาะတဲ့တိုခွနီဆိုတာကြအထူးတလဲမွန်တိုင်းပြဿနာမျိုးဒီမှာဆိုရင်ဒီပေါ့နာဆာခဲ့ရဘယ်ရလာတာလဲဆိုတော့9ကလာတာပေါ့နော်9ကနေပြီးတော့နာဆာကဲဖြစ်သွားမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်မွန်တိုင်းနာဆာကဲဒါ ਨੇ ခိုရေနာဒတုခုနီမွန်တိုင်းနာဆာကဲဒါ ਨੇ အဲ့ဒါဆိုလို့ရှိရင်เนาะအထူးတလဲတဲ့ပြဿနာမရှိဘူးပေါ့နော်တဲ့အဲ့လိုပုံစံပေါ့နော်နောက်တစ်ခုကစနောဟာနာရှိဤကာနီမိုးတဲ့အာဒီကဲဒါ ਨੇ ဒီစကားကတကယ်ဖြစ်နိုင်ခြေရှိမဲ့ပုံပဲเนาะအဲ့လိုပေါ့နော်ပုံစံမျိုးလေးနဲ့အဲ့ဒါဆိုလို့ရှိရင်နောက်ထပ်ပြီးအတူကျုံးပေါ်မှတ်ချင်လို့ရှိရင်စာမေးပွဲနဲ့စကားပြောတွေမှာဆိုလို့ရှိရင်တော့ဘာတွေအသုံးများလဲဆိုတော့ဂျီရှင်းနာဆာခဲ့ယုံကြည်ချက်မရှိဘုံပေါ်တဲ့เนาะယုံကြည်ချက်မရှိတဲ့ဘာကြီးလဲယုံကြည်ချက်မရှိဘုံပေါ်တဲ့စကားယုံကြည်ချက်မရှိဘုံပေါ်တဲ့အဖြစ်အဲ့လိုပုံစံမျိုးနဲ့သုံးတယ်နောက်တစ်ခုကအီမီအာဒီကဲပေါ့နော်အီမီဆိုတာကအတိတ်ပဲပေါ့အာဒီကဲဆိုတာကရှိပုံပေါ်တာအီမီအာဒီကဲဆိုတော့အတိတ်ပဲရှိပုံပေါ်တဲ့စကားအဲ့လိုမျိုးနောက်တစ်ခုကအီတကဲဆိုတဲ့ပြောချင်တစ်ခုခုကိုပြောချင်နေတဲ့ပုံပေါ့နော်ပြောချင်နေတဲ့ပုံသူကအာရရှိခဲဆိုတာတန်တရားရှိပုံပေါ်တဲ့လူပေါ့နော်အဲ့ဒါဆိုရင်ဂဲဆိုတာကပုံပေါ်တယ်ဆိုပြီးတော့အဓိပ္ပာယ်ကိုမှတ်လိုက်ရမယ်เนาะ